ကိုဆက်သွားမယ်နော်နံပါတ်7ရောက်ပါပြီနံပါတ်7မှာဆိုရင်လည်းပုံလေးကိုကြည့်ရမယ်စေလို့ဒီမှာဇပွဲကိုအသေးလေးပါတယ်သူမှမပါဘူးမပါဘူးနော်ပါတာတခုပဲရှိတယ်နောက်တစ်ခါဒါတကားပေါက်ကြီးဒါပြတင်းပေါက်လေးနော်အဲ့တော့တကားပေါက်ကြီးပြီးနောက်မှာဂရင်ကတကားပေါက်ကြီးပြီးနောက်မှာဂရင်တူပဲဒီနှစ်ခုကတူတော့တူတယ်ဘာကွာသွားလဲဇပွဲပုံအသေးလေးပါတာကွာသွားတယ်ဒါကကြတော့ဂရင်ထားတာချင်းကကွာသွားတယ်ဒီသုံးခုကတော့ဂရင်ထားတာချင်းတူတယ်ဒါပေမဲ့ပြတင်းပေါက်နားမှာမထားတာလေးကွာသွားတယ်နော်နည်းနည်းလေးတော့ကွာဟောက်မှုလေးရှိတယ်အဲ့ဆိုပထမတစ်ခုကြည့်မယ်နော်စုကုဝဲမို့တဲ့ဇပွဲရောဣစုမို့ထိုင်ကုန်ရောပုရုကုဏတနော်တဲ့ဟောင်းလွှမ်းနေပြီဖြစ်တဲ့အတွက်ကြောင့်အတရာရှိနော်တဲ့အစ်စ်ကိုပေါ့နော်အစ်စ်ကိုခိုင်းမစတာဝယ်လာခဲ့တယ်အိုးခီနော်တဲ့ကြီးတဲ့အတွက်ကြောင့်မတုံတော့စိုးပါနီကိုခီမစတာပရင်းပေါက်ရဲ့အနားမှာထားခဲ့တယ်အဲ့တော့ပရင်းပေါက်နားမှာပါတယ်လေထိုင်ကုန်ကိုဇပွဲကိုထိုင်ကုန်ကိုထားခဲ့တာအဲ့တော့ဘယ်နည်းပေါ့နော်မဇပွဲနဲ့ထိုင်ကုန်ထားတယ်ဆိုတော့ဒါတွေဒီနံပါတ်4ရတော့မဟုတ်တော့ဘူးနော်နံပါတ်2 1နဲ့3ပဲဖြစ်တယ်အဲ့ပြီးသွားရင်တော့ဒီကမတော်တော်စိုးပါနေတဲ့အာတာဘဲသူကပြတင်းပေါက်နားမှာရှိတဲ့ဂရင်ကိုကြတော့ဒိုးကတော့ချီကောက်ကူနီကိုခိမှしたတကားနားမှာထားခဲ့တယ်ဂရင်ကိုတကားနားမှာထားတာဆိုတော့နံပါတ်3တော့မဟုတ်တော့ဘူးဘာဖြစ်သွားလဲဒီမှာတကားကြီးဆိုတဲ့တကားနားမှာထားဆို1နဲ့2ပဲရှိတော့တယ်ဟုတ်ပြီနော်ဆိုတော့ပထမတစ်ခုကဘာနဲ့သွားလိုက်လဲဆိုလို့ရှိရင်ပြတင်းပေါက်နားမှာဇပွဲတွေထိုင်ကုန်တွေကိုထားတယ်အဲ့ဆိုတော့ဒီ3ခုလုံးဟုတ်တယ်ဒါပေမဲ့နောက်တစ်ခုကကျတော့တကားနားမှာဘတ်တူထားတယ်ဆိုတဲ့အတွက်ဒီနှစ်ခုပဲရှိတော့ဒါကကျတော့ဝေးသွားပြီတကားနဲ့နော်1နဲ့2ပဲရှိတော့တယ်အဲ့ဒီမှာမှဟွန်ဒါနာဝါတဲ့စာအုပ်စဉ်ကဣစုနော်ဥရှိတော်တဲ့ဣစုထိုင်ကုန်ရဲ့နောက်မှာပါတဲ့စာအုပ်စဉ်ကထိုင်ကုန်ရဲ့နောက်မှာဆိုတော့ဒါလည်းရှိတယ်ဒါလည်းဟုတ်တယ်နော်1ကော2ကောဟုတ်သေးတယ်ပြီးရင်ね小さいスクエも欲しいですがတင်းငယ်တဲ့ပေါ့နော်ဇပွဲလေးလည်းပဲလူချင်းပေမဲ့ပတ်စံမရှိတော့ကြောင့်ခိုင်မဆန်တしたမဝဲခဲ့ဘူးဇပွဲအသေးလေးလူချင်းနဲ့ပတ်စံမရှိတော့ကြောင့်မဝဲခဲ့ဘူးဆိုဇပွဲအသေးကမပါဘူးအဲ့တော့1မဟုတ်တော့ဘာဖြစ်သွားလဲ2ဖြစ်သွားရင်နော်ဘာလို့လဲဆိုဒီမှာဇပွဲအသေးလေးပါနေတဲ့အတွက်မပါတဲ့ဟာကိုရွေးလိုက်ရမှာနော်ရမလားနံပါတ်7ကတော့ဒါလေးပဲလွယ်လွယ်လေးနော်ဟိုက်နောက်တစ်ခုနံပါတ်7ကကြတော့မေးခွန်းလေးဖတ်ကြည့်မယ်ပိုစတာတို့တဲ့အတေအနိုင်တော့ဝါတို့တဲ့စကားတဲ့ပိုစတယ်နဲ့အတေအနိုင်ဆိုတော့မကိုက်ညီတာအာကြီးမကိုက်ညီသေးရလားမကိုက်ညီတဲ့အရာဘယ်ဟာလဲတဲ့အဲ့ဆိုတော့မှားတဲ့အရာကိုရေးခိုင်းတာအတေအနိုင်ဆိုတော့ကိုက်ညီအတေအတို့မိုနိုဆိုလို့ရှိရင်ကိုက်ညီတဲ့အရာမှန်တဲ့ဟာကိုရွေးခိုင်းတာအတေအနိုင်ဆိုမကိုက်ညီတဲ့အရာမှားတဲ့အရာကိုရွေးခိုင်းတာဘယ်ဟာလဲပေါ့နော်နံပါတ်1ကအိုတေအရာယူရတဲ့လက်တေအရာယူပါ sorry အိုတေအရာဆိုအင်